ချစ်သူနှစ်ဦးအချစ်နဲ့လုံးပြီးအကြည့်ချင်းဆောင်ကယုံမှန်းတဆန်နေစဉ်မှာပဲကောင်မလေးရဲ့မိဘတွေရုတ်တရက်အခန်းထဲဝင်လာခဲ့ပါတယ်ဒီလိုမျိုးလုံးစွာဆိတ်ရှုပ်ထွေးစရာကောင်းတဲ့အခြေအနေမှာကျန်းချန်ချွန်ရဲ့ရင်ဘတ်ထဲကအသက်ရှူတန်တွေမျက်စံလာပြီးထိတ်လန့်သွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲအခြေအနေပြေလည်အောင်ကောင်မလေးကဝင်ရောက်ထိန်းသိမ်းပေးခဲ့ပါတယ်သူဟာစူပူကျင်းမောင်းခံနေရတဲ့ကလေးတယောက်လိုထိုင်ကုန်မှာတောင်းတောင်းကြီးထိုင်နေခဲ့ရတာပါမိခင်ဖြစ်သူကကျန်းချန်ချွန်ဟာမိသက်သမားတူဖြစ်ပြီးအလုတ်ကအလွန်အန္တရာယ်များကြောင်းသိသွားတဲ့အခါမျက်နှာပြတ်သွားခဲ့ပါတယ်အခြေအနေမကောင်းမှန်းရိပ်မိတာကြောင့်ကျန်းချန်ချွန်လည်းအလုတ်အကြောင်းပြပြီးစောစောစီးစီးပဲနှုတ်ဆက်ထွက်ခွာခဲ့ပါတယ်အခက်တွေ့နေတဲ့ချစ်သူရဲ့ကြောပြင်ကိုကြည့်ပြီးစူးလိုက်ကတော့အမေဖြစ်သူကိုစိတ်တူသွားခဲ့ပါတယ်မိခင်ကတော့ဒီအလုတ်ဟာအန္တရာယ်များလုံးတာကြောင့်သူတို့သမီးရဲ့စားဆက်ဆံရေးကိုပြက်ပြက်သားသားကန့်ကွက်ခဲ့ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကစိတ်ပြေလက်ပြောက်ဖြစ်အောင်ကြားဝင်စစ်ဆက်ပေးပြီးကျန်းချန်ချွန်ကိုအိမ်မှာတရားဝင်ထမင်းဖိတ်ကျွေးဖို့အကြံပြုခဲ့တာကြောင့်မိခင်ဖြစ်သူကမပါချင်မှာပဲသဘောတူခဲ့ရပါတယ်စူးလိုက်ဟာဒီသတင်းကောင်းကိုချစ်သူစီချက်ချင်းအကြောင်းကြားခဲ့ပြီးအချိန်တိကျမှုကိုမုန်းတီးတဲ့အမေကြောင့်နောက်မကြဖို့တေချာမှာကြားခဲ့ပါတယ်ကျန်းချန်ချွန်လည်းစိတ်ကျေနပ်မှုရစေဖို့သဘောတူခဲ့ပြီးအစွဲလန်းကောင်းအောင်ပစ္စည်းတွေဝယ်ယူဖို့စူပါမားကတ်နဲ့စတိုးဆိုင်တွေမှာပြင်ဆင်ခဲ့ပါတယ်တိုးတော်လည်းယုံကြည်မှုအပြည့်နဲ့ထွက်ခွာတော့မယ့်အချိန်မှာအထက်လူကြီးစီကအရေးပေါ်စီဝေးတက်ဖို့ဖုံးဝင်လာခဲ့ပါတယ်သူဟာစူးလိုက်ကိုအခြေအနေရှင်းပြပြီးမြင်မြင်လာခဲ့မယ်လို့ကတိပေးခဲ့ကစူးလိုက်ကလည်းနားလဲပေးခဲ့ရတယ်ဒါပေမဲ့အစည်းအဝေးဟာည9 နာရီအထိကြာမြင့်သွားခဲ့ပြီးပထမဆုံးချိန်လာရောက်တဲ့ပတ်မှုမှာနောက်ကျသွားတာကြောင့်စူးလိုက်မိခင်မှာအလွန်ဒေါသထွက်သွားခဲ့ပါတယ်။တမီးချစ်သူကိုကျန်းချန်ချွန်နဲ့လမ်းခွဲဖို့မခွဲရင်အမိဖအဆက်အသွယ်ဖြတ်မယ်လို့အမိန့်ပေးခဲ့တာကြောင့်တမီးနဲ့မိခင်တို့အပြင်းထန်ညှင်းခုန်ကြပြီးစိတ်ဝေဒနာနဲ့လမ်းခွဲခဲ့ကြပါတယ်။အစည်းအဝေးပြီးသွားတဲ့ကျန်းချန်ချွန်ဟာစူးလိုက်စီဖုံးဆက်တောင်းပန်ခဲ့စဉ်မှာစူးလိုက်ရဲ့ငိုတမ်းမာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။တခုခုမှားယွင်းနေပြီဆိုတာသိလိုက်တာကြောင့်စူးလိုက်စီအမျက်မောင်းသွားပြီးအနီးနားမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပါတယ်။မိမိကြောင့်စူးလိုက်မိသားစုနဲ့အဆင်မပြေဖြစ်ရတာကိုနောင်တရနေခဲ့ပြီးအခြေအနေပြန်ကောင်းစေဖို့နောက်တစ်နေ့မှာလက်ဆောင်တွေနဲ့အတူတောင်းပန်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့စူးလိုက်ရဲ့မိခင်ကသူ့ကိုမြင်မြင်ချင်းပဲတကားကိုဝုန်းခန်းနဲ့ပိတ်လိုက်ပါတယ်ကျန်းချန်ချွန်ဟာလက်မလျှော့ပဲမနက်ခင်းတစ်ခုလုံးအပြင်မှာငြိမ်ငြိမ်လေးစောင့်ဆိုင်နေခဲ့ရနောက်ဆုံးမှာစူးလိုက်ရဲ့ဖခင်ကစိတ်ပျော့သွားပြီးတကားဖွင့်ကအိမ်ပြန်ဖို့ဖြည်းဖြည်းချင်းအကြံပေးခဲ့ပါတယ်အဲ့ဒီညမှာစူးလိုက်ဟာကျန်းချန်ချွန်ရဲ့အိမ်မှာတဲခိုဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့နှစ်ဦးအနီးကပ်ရှိနေကြစဉ်မှာပဲမိခင်ဖြစ်သူစီကဖုံးဝင်လာပြီးနောက်ဆက်ချင်းခံလိုက်ရပါတယ်စူးလိုက်ရေချိုးကန်းနဲ့ရောက်နေချိန်မှာစိတ်ကိုပြင်ဆင်နေခဲ့ပြီးပြင်ပမှာကျန်းချန်ချွန်ကစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ဖို့ရေတွေဆက်တိုက်တောက်နေခဲ့ပါတယ်စူးလိုက်ရေချိုးကန်းထဲကထွက်လာတဲ့အခါကျန်းချန်ချွန်ကသူ့ကိုအိတ်ခမ်းထဲမှာအိတ်ခိုင်းပြီးသူကတော့အိတ်ခမ်းမှာအိတ်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူတကားပိတ်တော့မဲ့အခြားအိမ်မှာပဲစူးလိုင်ကတကားကိုရုတ်တရက်ဆွဲလန်းကင်လိုက်ပါတော့တယ်ယောက်ျားလေးဖြစ်သူကမိန်းကလေးကိုသူ့အိမ်တို့ပထမဆုံးအကြိမ်ခေါ်ဆောင်လာခဲ့ပြီးအရာရာကိုစီးစနစ်တကျပဲထိန်းသိမ်းထားဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကရုတ်တရက်အတူတူအိတ်ဖို့အကြံပြုလာတဲ့ခါမှာတော့ဒီလိုရဲဝဲနဲ့ကန့်လန့်မှုကိုသူသာဆက်လက်ထိန်းချုပ်နေပါကယောက်ျားကောင်းတစ်ယောက်ဖြစ်တော့မီမဟုတ်ပါစူးလိုင်ဟာကုတင်ပေါ်မှာတွန်းတိတ်ခံလိုက်ရပြီးသူ့မျက်လုံးများထဲမှာအပူရှင်ကိုခံစားလိုက်ရပါတယ်စိတ်လှုပ်ရှားသွားတဲ့သူမကစိတ်ပြောင်းသွားပြီဟုအမြန်ပြောခဲ့တော့လဲနောက်ကျသွားခဲ့ပါပြီနောက်တစ်နေ့မှာတော့ကျန်းချန်ချွန်ရဲ့တိုက်တွန်းမှုကြောင့်စူးလိုက်ဟာအမေဖြစ်သူကိုတောင်းပန်ဖို့အိမ်ပြန်ခဲ့ပါတယ်ဒါပေမဲ့အမေဖြစ်သူကတော့ခေါင်းမမြဲမာနေပြီးသူတို့ဆက်ဆံရေးကိုဘာပဲဖြစ်ဖြစ်လက်မခံခဲ့ပါတမီးဖြစ်သူကသူ့ပေါ်ဘာကြောင့်ဒီလောက်ထိဆွဲလန်းနေရတာလဲဆိုတာကိုနားမလည်နိုင်ပဲဖြစ်နေစဉ်လွန်ခဲ့သော10 နှစ်ကငလျင်လောက်ခါစင်မှာကျန်းချန်ချွန်ကသူမီးအသက်ကိုကယ်တင်ခဲ့ဘူးကြောင်းစူးလိုင်ကထုတ်ဖော်ပြောပြခဲ့မှပဲမိဘများနားလည်သွားခဲ့ကြပါတယ်ထို့ပြင်မိဘများ၏ကွာရှင်းမှုကတမီးဖြစ်သူကိုမိများကြည့်ခံစားရစေခဲ့ကြောင်းကိုပါသဘောပေါက်သွားခဲ့ကြပါတယ်နောက်ပိုင်းတွင်စူးလိုင်၏ဖခင်ကစိတ်ရှိလက်ရှိဖြောင်းဖြပေးခဲ့တဲ့ဖြင့်မိခင်ဖြစ်သူကလည်းသူတို့၏ဆက်ဆံရေးကိုနောက်ဆုံးသဘောတူပေးခဲ့ပါတယ်နောက်တနေ့မှာစူးလိုင်ကကျန်းချန်ချွန်ကိုရှာဖွေပြီးအမေဖြစ်သူကသူတို့ကိုစန့်ကျင်ခြင်းမရှိတော့ကြောင်းပြောပြခဲ့ပါတယ်ဝမ်းသာအားရဖြစ်သွားတဲ့သူကသူမကိုပွေ့ဖက်လိုက်ပြီးအသင်းဖော်များကလည်းသူ့အတွက်ဝမ်းမြောက်ခဲ့ကြပါတယ်မကြာမီသူတို့၏ပထမဆုံးချစ်သူများနဲ့ရောက်ရှိလာခဲ့ရာကျန်းချန်ချွန်သည်နှင်းစီပန်းစီကိုဝယ်ယူခဲ့ပြီးချစ်သူ၏မျက်နှာပေါ်မှာအံ့အားသင့်မှုကိုမြင်တွေ့ကျင်နေခဲ့ပါတယ်သို့တော့ချင်းတွေ့ရနေရသို့သွားရလမ်းတွင်ပြင်းထန်သောရင်မတော်တဆမှုကိုကြုံတွေ့ခဲ့ရသဖြင့်တွန့်ဆုတ်မနေပဲကုညီရန်အမြန်ဆင်းသွားခဲ့ပါတယ်တစ်ဖက်တွင်လည်းလပစွာပြင်ဆင်ထားသောစူးလိုင်သည်သူမီးချစ်သူကိုစိတ်အားထက်သန်စွာစောင့်ဆိုင်နေခဲ့ပါတယ်ဆိုင်ပိတ်တီအထိနေမရသို့တိုင်အောင်စောင့်ဆိုင်ခဲ့တော်လဲသူ့ကိုမတွေ့ရသဖြင့်စိတ်ပြက်လက်ပြက်ဖြင့်အဝင်ဝတွင်တယောက်တည်းထိုင်နေခဲ့ပါတယ်ထိုချိန်၌ပင်တက်တက်ရရမရှိတော့သောကျန်းချန်ချွန်ရောက်ရှိလာပြီးအကျိုးအကြောင်းရှင်းပြကအမြန်နှောင်းပန်ခဲ့ပါတယ်စူးလိုင်သည်နင်းနေမြဒေါသမထွက်ခဲ့ပြီးအိတ်ထဲမှကျွန်းတူးနေသောနင်းစီပန်းကိုထုတ်ယူလိုက်သည်ကိုမြင်သောအခါအလွန်စိတ်လှုပ်ရှားသွားပြီးသူ့ကိုနမ်းရှုံးလိုက်ပါတယ်သို့တော်သူတို့၏ပျော်ရွှင်စရာအချိန်များမှာကြာရှိမခံခဲ့ပါထိုနေ့တွင်ပင်ပမာဏ8အဆင့်ရှိသောပြင်းထန်သောငလျင်လောက်ခါမှုကြောင့်အရေးပေါ်ကယ်ဆယ်ရေးတာဝန်ကိုလက်ခံရရှိခဲ့ပါတယ်ကျန်းချန်ချွန်သည်အဖွဲ့ကိုဦးဆောင်ရဲ့အခင်းဖြစ်ပွားရာသို့ချက်ချင်းတွားရောက်ခဲ့ပြီးစူးလိုင်သည်လည်းအထူးသတင်းထောက်တို့ဦးဖြစ်ရှေ့တန်းသို့သတင်းယူရန်တွားရောက်ခဲ့သဖြင့်ကယ်ဆယ်ရေးစခန်း၌ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်ယခုအခါသူတို့သည်ချစ်သူများသာမကရင်ဘတ်ချင်းတူသောရဲဘော်ရဲဘက်များဖြင့်ဘေးချင်းရှင်တိုက်ပွဲဝင်နေကြတာပါထိုညတွင်စူးလိုင်သည်ကျန်းချန်ချွန်၏ဒဏ်ရာများဖြင့်ပြည့်နှက်နေသောလက်များကိုမြင်တွေ့ရပြီးစိုးရိမ်စိတ်ကြောင့်မျက်လုံးများနီးရဲသွားခဲ့ပါတယ်သူကသူမကိုစိုးရိမ်စရာမရှိကြောင်းနဲ့ကယ်ဆယ်ရေးမှဘေးကင်းစွာပြန်လာမည်ဟုကတိပေးကနှစ်သိမ့်ခဲ့ပါတယ်သို့တော်ဒီတစ်ချိန်မှာတော့သူကတိပြတ်ခဲ့ပါတယ်ရန်နေငယ်ကြတွင်ပိတ်မိနေသောဒုက္ခသည်များကိုကယ်ဆယ်နေစဉ်ဒုတိယအကြိမ်အဆောက်အုံပြိုကျမှုဖြစ်ပွားခဲ့ပြီးကျန်းချန်ချွန်နှင့်သူ့အသင်းဖော်ဇန်းရန်တို့သည်အပျက်စီးများအောက်တွင်ပိတ်မိသွားခဲ့ပါတယ်စူးလိုင်သည်သတင်းကိုကြားလိုက်ရသောအခါအန်ရယ်ကိုလစ်လျူရှုလေကယ်ဆယ်ရေးတွင်ပါဝင်ရန်အတင်းကျပ်တောင်းဆိုခဲ့ပါတယ်သူမသည်အဖွဲ့နှင့်အတူလိုက်ပါသွားပြီးကြောက်ရွံ့မှုများလွှမ်းမိုးနေစဉ်ကျန်းချန်ချွန်၏နာမည်ကိုအော်ဟော်ခဲ့ပါတယ်မကြာမီရှာဖွေရေးခွေးကတစုံတစ်ခုကိုတွေ့ရှိသွားခဲ့ပြီးအတူတကွတူးဖော်ခဲ့ကြတော့လဲဇန်းရံဖြစ်နေခဲ့ပါတယ်စူးလိုင်သည်တုံလုံးနေသောအတန်ဖြင့်ကျန်းချန်ချွန်ဘယ်မှာလဲဟုမေးမြန်းခဲ့ရာပုံမနှဆိုင်သောနေရာတွင်မြုပ်နှံခံထားရကြောင်းသိလိုက်ရသဖြင့်တပြင်းကြကစိတ်တက်ကြသွားခဲ့ပါတယ်ညမှာနန်းနန်းမိုးလင်းသည့်အထိရှာဖွေခဲ့ကြတော့လဲမတွေ့ရှိသေးပါထို့နောက်ဆက်တွဲငလျင်အနေအကြောင်းချက်ချင်းဆုတ်ခွာရန်အထက်မှအမဲရောက်ရှိလာခဲ့ပါတယ်သို့တော်စူးလိုင်သည်မကြားဘူးတကယ်တော့ပြုမှုကလက်ပလာဖြင့်အပျက်စီးများကိုတူးဖော်နေခဲ့ပါတယ်သူမရဲ့ဇွဲနွဲ့ပေါ်စိတ်လှုပ်ရှားသွားသောအသင်းဖော်များသည်လည်းအမိန့်ကိုဖီဆန်ကမိမိတို့၏ဘေးကင်းမှုကိုဆွလို့၍ခေါင်းဆောင်ကိုကယ်တင်ရန်ကြံ့ရစ်ခဲ့ကြပါတယ်ကံကြမ္မာဒီပင်ဒီချစ်သူနှစ်ဦးကိုခွဲခွာဖို့မရက်ဆက်နိုင်ခဲ့ပါအပျက်စီးများအောက်တွင်ကျန်းချန်ချွန်သည်တတိပြန်လည်လာခဲ့တော်လဲအတန်မထွက်နိုင်လောက်အောင်အားနည်းနေခဲ့သဖြင့်စူးလိုင်ပေးထားသောဆံပင်စည်းကျိုးမှပုတီးစစ်များ၏အလင်းပြန်မှုကိုအသုံးပြုရအာယုံစိုက်စေခဲ့ပါတယ်အမြဲမပြတ်အာယုံစိုက်နေသောစူးလိုင်သည်ပုံမှန်မဟုတ်သည်ကိုမြင်မြန်ဆန်ဆန်တတိပြုမိသွားပြီးအသင်းဝင်များကိုအမြန်ခေါ်ယူခဲ့ပါတယ်
ခဏချင်းမှာပင်လူတိုင်းစိုးရိမ်တကြီးပြေးဝင်လာကြပြီးအကြောင်းပြန်တမ်းများပုံမရှင်းလင်းလာသောအခါကယ်ဆယ်ရေးကိရိယာများကိုဝမ်းသာအားရဆုပ်ကိုင်လိုက်ကြပါတယ်အပေါက်ကြားမှဆူးလိုက်သည်သူမ၏ချစ်သူကိုနောက်ဆုံးနှမြင်တွေ့လိုက်ရပြီးရင်ထဲမှအလေးချိန်များပေါ်ပါသွားခဲ့ကသူမ၏ချစ်သူထံသို့လက်ကိုဆန့်ထုတ်လိုက်ပါတယ်ဒီမြင်ကွင်းသည်အတိတ်ကိုပြန်လည်အောင်ပြန်ဟပ်နေခဲ့ပါတယ်လွန်ခဲ့သော10နှစ်ကကြမ်းကြမ်းကျွမ်းသည်ငလျင်လှုပ်ဆင်ဆူးလိုက်ကိုကယ်တင်ခဲ့ပြီး10နှစ်အကြာတွင်ကံကြမ္မာသည်တာလွန်ခဲ့သော10နှစ်ကကြမ်းကြမ်းကျွမ်းသည်ငလျင်လှုပ်ဆင်ဆူးလိုက်ကိုကယ်တင်ခဲ့ပြီး10နှစ်အကြာတွင်ကံကြမ္မာသည်တပတ်ပြန်လဲလာကထိုနေရာနာပင်သူမသည်သူ့ကိုပြန်လဲကယ်တင်နေခဲ့ပါတယ်ဒါဟာရေဆက်ဆုံစည်းမှုပင်ဖြစ်နိုင်ပါတော့တယ်ကောင်မလေးဟာရွှေငွေတွေထက်တန်ဖိုးရှိတဲ့သူမရဲ့ချစ်သူနဲ့နှစ်တစ်ကူးညကိုအတူတူကုန်လုံးဖို့မိသက်စခန်းကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ခဏချင်းမှာပဲအရေးပေါ်ဥက္ကဋ္ဌပြန်တူထွက်ပေါ်လာပြီးမိသက်သမားအားလုံးအပြင်သို့ပြန်တူပြေးထွက်သွားကြပါတယ်ဒီလိုမြင်ကွင်းမျိုးကိုရင်ပါနေပြီဖြစ်တော့လေဒီနေ့မှာတော့စူးလိုက်နေနေစိတ်ပြတ်သွားခဲ့ရပါတယ်သူမဟာဒီနေ့မှာချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့စီစဉ်ထားခဲ့တော့လေသူကတော့တာဝန်တစ်ခုကြောင့်ထွက်သွားခဲ့ရတာပါစူးလိုက်ဟာကြမ်းကြမ်းကျွမ်းစီကအဆိုပြုချက်ကိုစောင့်မျှော်နေခဲ့ပေမဲ့သူကဘာမှမလုပ်ရှားခဲ့ပါဘူးဒါပေမဲ့ကာလရှည်ကြာစီစဉ်ထားတဲ့အင်အားတင်းစရာတစ်ခုဟာစတင်နေပြီဆိုတာကိုသူမမသိခဲ့ပါဘူးခါလေးမတိုင်မီသူမဘေးမှာထိုင်နေတဲ့အချောဆုံးသူငယ်ချင်းဟာခုတော့သူမနောက်ွယ်မှာတိတက်တဲ့အပြုံးနဲ့ရက်နေခဲ့ပါတယ်ထို့နောက်မိအောင်များလင်းလက်လာပြီးခါမတိုင်မီပျောက်ကွယ်သွားခဲ့ကြတဲ့ရဲဘော်ရဲဘက်များပြန်လဲပေါ်ထွက်လာကြပါတယ်မြူးကြွတဲ့ဂီတတန်စင်များစတင်ဖွင့်လှစ်လိုက်ချိန်မှာဒီယိုသားတဲ့အမျိုးသားများဟာညီညာလာတဲ့အကအလများဖြင့်ကပြခဲ့ကြပါတယ်ကျန်းချန်ကျွမ်းရဲ့တောက်ပတဲ့ဝင်ရောက်လာမှုရောက်ရှိလာမှသာစူးလိုက်ဟာဒါတွေအားလုံးဟာသူမရဲ့ချစ်သူကသူမအတွက်တေချာပြင်ဆင်ထားတဲ့အင်အားတင်းစရာတစ်ခုဖြစ်ကြောင်းနောက်ဆုံးသဘောပေါက်သွားခဲ့ပါတယ်ဒီလောက်ထိယိုမန်တဆန်နိုင်လိမ့်မယ်လို့မိသူကထင်ထားမိနီစူးလိုက်ရင်မျက်လုံးများတွင်မျက်ရည်များဝဲတက်လာခဲ့ပါတယ်ဒါပေမဲ့မပြီးသေးပါဘူးမကြာမီအဓိကရောက်ရှိလာခဲ့ပါတယ်ကျန်းချန်ကျွမ်းသည်နှင်းစီပန်းစီကိုကိုင်းဆောင်ကဖွဲ့ထဲမှထွက်ခွာလာပြီးသူ၏အကြည့်မှာနှဆိုင်ပြီးမြဲရိုင်ပဲချစ်ရတော့မင်းကလေးထံသို့ချင်းကပ်လာခဲ့ပါတယ်ထို့နောက်ဒူးထောက်ကလက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်ကောင်မလေးဟာနောက်ဆုံးမှာသူမိတ်ဆန္ဒအတိုင်း10နှလုံးလုံးချင်းမြတ်နိုးခဲ့ရတဲ့မိသက်သမားနဲ့လက်ထပ်ခွင့်ရရှိခဲ့ပါတယ်မင်္ဂလာပွဲကသူမသည်တန်ရှင်းသောအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးအဖေဖြစ်သူ၏လက်မောင်းကိုကိုင်းဆောင်ကခံရသောသူတို့သားထံသို့ဖြည်းဖြည်းချင်းလျှောက်လန်းသွားခဲ့ပါတယ်သူတို့၏ခီးလန်းကိုပြန်လည်ကြည့်ရှုလျင်သူတို့သည်တေးရရှင်ရေးစိန်ခေါ်မှုများကိုအတူတကွရင်ဆိုင်ခဲ့ကြပြီးအမြဲတမ်းတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ကမိသည့်အခါမျှလက်မလျှော့ခဲ့ကြပါအခက်ခဲအားလုံးသည်ပြောရွှင်မှုအတွက်မိတ်ဆက်တစ်ခုဖြစ်လာခဲ့ပါတယ်ယခုအခါသူတို့သည်အခမ်းအနားတရားဝင်စတင်ချိန်၌အတူတကွရက်တည်နေကြပါပြီအခမ်းအနားမှုကသူတို့သားအားဒီလပါသောသူတို့သမီးကိုဇနီးအဖြစ်ပေါင်းသိမိလားဟုမေးမြန်းတော်မူအချိန်မှာပင်ကြမ်းကြမ်းကျွမ်းကမဆောင်နိုင်ပဲလက်ခံပါတယ်ဟုအလင်းစလိုပြောလိုက်ပါတယ်စူးလိုက်ဟာမိန်ဖြော့နေတဲ့သူ၏ကဘာကိုတောက်ပအောင်ပြုလုပ်ပေးခဲ့တဲ့အလင်းတန်းတစ်ခုလိုဖြစ်ခဲ့ပြီးသူသည်သူမိအတမဆုံးတိုင်းလွှားနှင့်ထာဝရဘေးကင်းရာစိတ်ကန်းတစ်ခုဖြစ်လာမိချစ်သည်သူတို့သား၏ရင်ထဲမှထွက်ပေါ်လာသောဝန်ခံချက်သည်တက်ရောက်လာသူအားလုံးကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်တောင်းတောင်းဖြဖြကြွေးကြော်တဲ့များကြားသူတို့သားနှင့်သူတို့သမီးတို့သည်လက်ဆွေများလဲလှယ်ခဲ့ကြပြီးအနာဂတ်10စုနှစ်တစ်ခုစီကိုအတူတကွကုန်လုံးစေမိဟု10နှစ်တာဂတိသစ္စာကိုနောက်တစ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်သူတို့သားသည်ချစ်စရာကောင်းသောသူတို့သမီးကိုမနှမ်းပဲမနေနိုင်ခဲ့ပါထိုချိန်၌ပင်နိုင်ငံရေးမှုထံသို့အရေးပေါ်ဖုံးဝင်လာခဲ့ပြီးမြို့တော်အားကစားကွင်း၌ကြီးမားသောပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်အဘိုးဖြစ်သူကကြမ်းကြမ်းကျွမ်းအားချက်ချင်းအကြောင်းကြားလိုက်ရာခဏချင်းမှာပင်သူတို့သားနှင့်သူတို့သားရံများအားလုံးပျောက်ကွယ်သွားခဲ့ကြပါတယ်သတင်းထောက်တဦးဖြစ်သည့်သူတို့သမီးစုလိုက်ကလည်းအရှုံးမပေးရဲ့ဒီနေ့မင်္ဂလာပွဲကိုဒီမှာပဲအဆုံးသတ်လိုက်ပြီးဟူကျဲလောင်စွာကြေညာခဲ့ပါတယ်ထို့နောက်မင်္ဂလာကဝင်ကိုဆုတ်ဖြဲကအခင်းဖြစ်ပွားရာသို့အမြန်ပြေးထွက်သွားခဲ့ပါတယ်ညနေပိုင်းရောက်မှသာမော်ဘန်းနေသောဇနီးမောင်နှံနှစ်ဦးသည်အိမ်တစ်သို့နောက်ဆုံးနှပြန်လည်ရောက်ရှိခဲ့ကြပြီးသူတို့၏မင်္ဂလာညသည်တကယ့်ကိုစတင်ခဲ့ပါတယ်ကြမ်းကြမ်းကျွမ်းသည်နောက်ပြောင်သောအပြုံးဖြင့်စူးလိုက်ထံသို့တိုးကပ်သွားပြီးကုတင်ဘော်သို့တာတာယာယာလဲတိတ်လိုက်ရာသူတို့၏မျက်လုံးများစုံစည်းသွားခဲ့ပြီးယာကမီးများတောက်လောင်လာခဲ့ပါတယ်သူ၏အကြည့်မှအပူရှိန်ကိုခံစားလိုက်ရသောစူးလိုက်သည်ရှက်ရွံ့စွာဖြင့်ဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်ဒီနာပြီးရင်သူမဟာသူ၏ဇနီးသည်လုံးဝဖြစ်လာတော့မည်ဖြစ်ပြီးကဘာပေါ်မှာအပျော်ရှင်ဆုံးအမျိုးသမီးဖြစ်လာတော့မည်ဖြစ်သည်ဒီဖန်သားပြင်ကိုကြည့်ရှုနေကြတဲ့တင်တို့အားလုံးလည်းမကြာမီမိမိတို့၏ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ကြပါ